တော့ semester fee ဆိုပြီးတော့ semester တစ်ခုကို150ကနေ350လောက်ပဲပေးရတယ်အဲ့ဒါပဲပေးရတာဒါပေမဲ့သူ့ကို public university ကိုဝင်ခွင့်ရဖို့ဆိုရင် requirement ကအရင်မြင့်တယ် German language တွေလည်းလိုတယ်ပြီးတော့အများစုက German လို့သင်ကြတယ်သူတို့ public university တွေကပြီးတော့ strong academic background မရှိရင်လည်းသူတို့ကဝင်ခွင့်မရဘူးပြီးလို့ရှိရင်ကျွန်တော်လဲရှောက်ပေးမှုတဲ့တွေ့ကြုံတွေရှိတယ်သူတို့ကတော့ပြီးတော့ processing time ကြာတယ်ပေါ့တခုခုရှောက်လိုက်လို့ရှိရင်သူတို့ကတစ်ပတ်နှစ်ပတ်ကြာမှ reply ပြန်လာတယ်ပြီးလို့ရှိရင်ဒီဝင်ခွင့်ရဖို့ပေါ့နည်းနည်းကြာတယ်တစ်လကနေ2လလောက်ထိတော့မှအချိန်ကုန်နိုင်တယ်ဒီဝင်ခွင့်ရဖို့တခုတည်းကိုပေါ့ private university တွေကတော့ဒီ public university နဲ့ပိုကောင်းတဲ့ချက်ကတော့သူတို့က admission ပို့လွယ်တာပေါ့ဒါပေမဲ့သူတို့က tuition fee ရှိတယ်ဒါပေမဲ့အများစုကလည်းဒီအင်္ဂလိပ်လိုသင်ကြားတဲ့ဟာတွေဖြစ်တယ် German language ကိုလည်းမလိုဘူးပြီးတော့ German language ကိုလည်း free language class တွေသူတို့ကလုပ်ပေးတယ်ပေါ့နော်ပြီးတော့ private university ကဒီ international student အနေနဲ့ဆိုရင်အလုပ်ရဖို့ပိုလွယ်တာပေါ့ဘာလို့လဲဆိုတော့သူတို့က career network တွေကိုစောက်ပေးတာမို့လို့ဒီ German တွေအတွက်မဟုတ်ဘဲနဲ့ဒီ international student တွေကို target ထားတဲ့ market ဖြစ်တာမို့လို့ပေါ့နော်Germany ကျောင်းလျှောက်ဖို့အတွက်ဆိုရင်သူတို့က block account ဆိုတဲ့ဟာလိုတာပေါ့ block account ဆိုတာဘာလဲပေါ့ block account ဆိုတာတော့ဒီ online banking system တစ်ခုပဲပေါ့သူတို့က Germany မှာကျောင်းလာတက်မယ်ဆိုရင်တစ်နှစ်စာဒီစားတောက်ဖို့အတွက်ကိုသူကအဲ့ဒီ bank statement ပြပေးရတာပေါ့အဲ့ဒီ bank statement အတွက် Germany ကျတော့ဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီ12000 euro လောက်ကိုအတိအကျဆိုရင်11904 euro လောက်ကိုသူတို့ရဲ့ block account ဖွင့်ပြီးတော့အဲ့ဒီထဲကိုထည့်ပြဖို့လိုတယ်ပြီးလို့ရှိရင်ဒီကျောင်းသားကိုဒီကျောင်းသားအနေနဲ့ဒီ block out ဒီငါကျောင်းတက်ဖို့ fan ဆိုပြီးတော့ပြပေးရတာပေါ့အဲ့ဒီ block out တဲဆိုတော့အဲ့တော့ကိုကကျောင်းမတက်ခင်တော့အဲ့ဒီဟာကိုတော့ကိုကထည့်ပေးလိုက်ရတယ်ဒါပေမဲ့ရောက်သွားပြီလို့ရှိရင် तू ကအဲ့ဒီ block out တွေကနေပြီးတော့992ကိုကျောင်းသားအကောက်တွေကိုတလချင်းစီပြန်လွှဲထည့်ပေးတယ်ပေါ့ဒီအကောက်က visa ညင်းပယ်ခံရရင်တော့ပြီးတော့ refund ပြန်ပေးတာပေါ့နော်ကဲနောက် slide လေးသွားမယ်Germany မှာနောက်တစ်ခုကဒီရောက်သွားပြီးလို့ရှိရင် part time လုပ်လို့ရပါပေါ့ဒါကတော့ဒီအပြင်မှာကျောင်းတက်တဲ့လူတိုင်းကျောင်းသားတိုင်းမေးကြတယ်ဘယ်နိုင်ငံထွက် part time လုပ်လို့ရလားကာဘာဖြစ်လားပေါ့ Germany ကလည်းဒီ UK နဲ့ဆင်တယ် semester တစ်ခုမှာဒီနိုင်20လုပ်လို့ရတယ်ဒီ semester ချိန်မဟုတ်လို့ရှိရင်ဒီနိုင်40အထိကိုလုပ်လို့ရတယ် Germany ရဲ့ minimum wage က12 euro ရှိတယ်ဒီနိုင်ကိုဒါမဲ့လည်းဒါကလုံးဝ minimum wage ပါကိုလုပ်တဲ့ job ပုံမူတည်ပြီးတော့12ကနေပြီးတော့19နေ18တွေအထိရတဲ့အလုပ်တွေလည်းရှိတယ်ပြီးတော့ဒီဟာတွေကလည်း daily expense ပေါ့ကိုယ့်ရဲ့ဒီ rent တွေဘာတွေကအစားကိုကအဲ့လိုမျိုးနိုင်20အပြည့်လုပ်လို့ရလို့ရှိရင်ကိုယ့်ရဲ့နေထိုင်စရိတ်ကို cover ဖြစ်တာပေါ့နော်တလဆိုရင်ဘယ်လောက်ကုန်မလဲဆိုပြီးတော့လည်းမေးတတ်ကြတယ်အဲ့ဒါအတွက်ကြတော့တလကို900နဲ့1200လို့အကြမ်းမြင့်တွက်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့သုံးစရိတ်ပေါ်မူတည်တာပေါ့လူတိုင်းကတော့သုံးတဲ့ပုံစံချင်းမတူကြဘူးပေါ့ကျွန်တော်အတိထဲမှာဆိုရင်ဒီလိုမျိုးတလကို600 900နဲ့အဆင်ပြေတဲ့အကြောင်းသူကျောင်းသားတွေလည်းရှိကြတာပေါ့နော်တလကိုကြတော့ဒီ rank ကတော့300နဲ့600ရှိတယ်ဒီစားတောက်စရိတ်ကတော့150 250ပေါ့ကိုကအိမ်မှာချက်စားမယ်နေတိုင်းချက်စားမယ်ဆိုရင်ပို့ပြီးတော့ဈေးသက်သာတာပေါ့နော်transport နဲ့ဒီတခြားသုံးဆောင်တွေအတွက်လည်းဒီ transport ဆိုရင်ကြတော့ Germany မှာနောက်တစ်ခုက bus pass ရှိတယ်သူကတလလုံးမှ euro 60ပဲပေးရတယ်အဲ့ဒါကတော့ public transport အကုန်လုံးသုံးလို့ရတယ်ကြိုက်တဲ့နေရာကိုကြိုက်သလိုသွားတလကို60ပဲပေးရတယ်အဲ့လိုမျိုး pass လေးရှိတာပေါ့နော်အဲ့အတွက်ဒီ transport ကကြတော့အဲ့လိုမျိုး60နဲ့ပြီးသွားမှာပေါ့နော်နောက်တစ်ခုကတော့ဒီ50 100ကတော့ဒီ expense တွေအတွက်ထည့်သွင်းတာပေါ့အဲ့ဒါဆိုရင်တော့တလကို900လောက်တော့တွက်ထားလို့ရတာပေါ့နော်အဲ့ဆိုရင်ဒီ expand တွေကဘယ်လိုကွာမလဲဆိုတော့ဒီဈေးကြီးတဲ့မြို့ကြီးတွေဖြစ်တဲ့ဒီ Munich တို့ Hamburg တို့ Berlin လို့ Berlin ဆိုလဲမြို့တော်ပေါ့လို့ tourist တွေအများများတဲ့မြို့ကြတော့တလောက်1200လောက်ထိကုန်တယ်ဒါပေမဲ့လည်းဒီလိုမြို့ကြီးတွေကကြတော့ part time တွေလောက်ကင်ခွင့်လန်းတွေပေါ်တယ်ဒီမှာကျောင်းတက်ပြီးလို့ကျောင်းပြီးသွားလို့ရှိရင်လည်းဒီလိုမျိုး career network တစ်ခုအတွက်ကိုကရှားရတာဖွေရတာလွယ်ကူတာပေါ့ UK ဆိုရင်တော့ဒီ London လိုပုံစံနဲ့ဆင်တာပေါ့နောက်တစ်ခုကတော့ဒီလို Leipzig လိုမျိုးဒီအတော်အသင့်မျိုးလေဒီလို Frankfurt လိုမျိုးတွေရှိမယ်အဲ့လိုမျိုးနေမယ်ဆိုရင်တော့တစ်လကို800 1000လောက်ပဲကုန်လိမ့်မယ်ပေါ့UK နဲ့ရှင်လို့ရှိရင်ဈေးပိုတက်တာလားပေါ့ဂျာမနီကအဲ့ဒါကတော့ဒီမှာ accommodation ဆိုရင် UK ကတော့900နဲ့900လောက်သွားတယ်ဂျာမနီမှာတော့300နဲ့600လောက်ပဲကျတယ်ဒါပေမဲ့မြို့ပေါ်လဲမူတည်တယ် UK ဆိုရင်ကြတော့ဒီ900လောက်ဆိုရင်လန်ဒန်မြို့လေဆိုရင်မရဘူး1200 1300တွေဖြစ်သွားမယ်
အဲ့တိုင်းပဲဂျာမနီကဒီဟိုဘက်သွားမယ်ဆိုရင်ဒီ Munich တို့ Berlin တို့မြို့တော်တွေမှာဆိုရင်ကြတော့ဈေးပိုကြီးနိုင်တာပေါ့ဒီ food and grocery လို့ဆိုလဲဂျာမနီက150 250နဲ့အဆင်ပြေမယ် UK ကတော့200 300လောက်သွားလိမ့်မယ်ပေါ့ transport အနေနဲ့ UK မှာဆိုရင်ဒီ600နဲ့120အတိအကျမရှိဘူးတွားရင်တွားတဲ့လောက်ကုန်တယ်ကိုကတွားလည်ရင်ပိုကုန်တယ်ဘာလို့ဆိုတော့ UK မှာအဲ့လို bus တွေမရှိဘူး student bus တွေပါမရှိဘူးဂျာမနီမှာတော့အဲ့ဒီ60နဲ့ဒီ UK ဂျာမနီတနိုင်ငံလုံးကိုတွားလည်လို့ရတယ်ဒီ bus ရှိတာပေါ့ကြိုက်တဲ့လောက်တုံးလို့ရတယ်ကိုကတခြားမျိုးတွေတွားလည်လို့ရတယ်စနေတနင်္ဂနွေတွားလည်လဲအဆင်ပြေတယ် UK မှာကျတော့အဲ့လိုမရှိဘူးဆိုတော့ကိုတွားရင်တွားတဲ့လောက်ကုန်တာပေါ့နော်ဒါပြီးတော့အခုဒီ MDH အကြောင်းကိုဒီ Massive ကနေပြီးတော့ဆက်ပြောပေးသွားပါမယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်ဒီလောက်ကင်ခွင်လန်းအကြောင်းပြောပေးသွားမှာမလို့ခဏလေးစောက်ပြအောင်နော် Hi Mifis, you can take over now. I will stop sharing the screen. Hello, we can't hear you. Hello, Miss Eve. Yeah, hello. I thank you, Mr. Kong, and thank you for all the listener and viewer of this webinar. And good afternoon to all people from Myanmar and elsewhere in Southeast Asia. So let me just like share my screen. I need to minimize this. Yeah. We can see your screen now. You can see it. Yeah. So, MTH, or Media Design University of Applied Sciences. So let us skip this one. Basically, MTH has like campuses in Berlin, Munich, and Düsseldorf. So our target market for mostly for Burmese student is to either go to Düsseldorf or to go to Berlin. So why choose Media Design Hochschule? One of the reasons is that we are state recognized and accredited private university. So we have been accredited since 2001 and we are almost like 42 years in the business. We are the first university to deploy game design and digital film design in Germany. And we are considered to be the top university in media arts and design, almost like 50,000 and plus graduates from 50 nationalities or 50 countries. Unlike the other media and arts design in other destination like UK and Australia, we also have courses that is more focused on IT and in business. So there are a lot of programs that are included in our portfolio. With regards to the language, so the programs that I will be introducing today is gonna be like taught in English. So it means that you don't need like German language certificate to apply for these courses. MOI is usually accepted for Singapore and in the Philippines. However, like for example, if you are a student who really have very good communication and comprehensive skills in English, we might consider as well accepting your MOI. But coming from if the applicant will be coming from Myanmar, I think like the embassy are more strict when it comes to the language proficiency of the students. So try to do at least like we do accept IELTS, Duolingo, PTE, and TOEFL. And it's not that high. We only require like 5.5 IELTS or a Duolingo of 89 and PTE of 50. So for the scholarship, we have great scholarship being offered. So you can avail up to 33% scholarship if you apply via our partner, Clarity Education. So you either get like 20% or 33%. So the approval of the scholarship depends to your interview assessment.
And also, we have 50% Brilliant Student Scholarship that is offered to selective student. So there is no specific criteria for this 50% Brilliant Student Scholarship. It again, it goes down to your interview. If the interviewer will be like impressed of how you can how they able to speak to you, if they think that you are the person who really deserve to get 50%, we would be happy to offer you this scholarship. When it comes to age, at MDHA, we are only accepting minimum age of 18 years old. So if you are younger than 18, you have to firstly wait until you reach the age of 18. And when it comes to maximum age, we don't have a specific maximum age, but again, you have to understand the criteria of the embassy and where you're going to apply for your visa. Some embassies are strict, some of the embassies are not. So far, the oldest students that I have, recruited from Southeast Asia is like 56 years old. So they still get the visa, easily get the visa within 3 days. So I think like most of the German embassy in Southeast Asia, they are not really very keen about the age of the applicant. And the tuition fee deposit. So unlike other destination, so at MDHA, we are accepting 2,000 years tuition fee deposit minimum. Okay. If we are also offering an early bird options for you, if you pay, let's say, within 14 days of your offer being issued, you can pay like 1,000 years. We'll be able to accept it one. After the 14 days, then you will be like consider an on the regular contract in where you have to pay 2,000 years. For the visa approval rates, MDI is one of those luckiest, I think, school from the Germany who gets like 100% visa approval in Southeast Asia and Latin America. But there are like certain condition in that. So probably because why we don't get like rejection is just mostly Burmese students that are applying at MDHA or even like the rest of the Southeast Asia, they are really like quality student. They are genuine student. They're not just like going there, trying to skip off and using the visa or abusing the visa. So if you are a quality student, you are the kind of person that we are looking for at MDHA. And after you completed your studies at MTH, you will be able to get a job seeker visa, which is of 18 months. So, yeah, this is something that we can guarantee to you that you qualify for the 18 months job seeker visa. It doesn't mean that if you studied in Germany, you will have an automatic job seeker visa. Some of the schools or some of the private university, most of their students are also rejected job seeker visa. So this is, like I said, we can guarantee to you once you complete a degree from MTH, you will get an 18 months job seeker visa, or you qualify to get a job seeker visa of 18 months. You can also work part time and full time during your studies. Currently, the minimum salary in Berlin is like 13.90 euros. So it's kind of like equivalent to Australia or even like slightly higher than Australia. So this is quite promising because obviously like in 2020, it's like every year it kept on increasing. So if you are the student who really wants to earn as well during your studies, so Germany is a place to be for that. These are a few of the photos of our students on campus doing their work. So, so I already spoke about the scholarship. All right. So we also have some promos that we offer to international students. Momentarily, we have an iPhone promo, which is already had passed, but we are also going to extend this for October or for the winter 2026. So if you want to know more about the terms and condition for this promo, you can always like contact with Clarity and speak to them about how to qualify to get an iPhone and as well for the additional scholarship at Dusseldorf campus.
the accreditation that we have. So these are the few bits that we have that I can show you. So we are program and state accredited. So all of our program are SIVA and WR accredited. We are also state recognized and state accredited in Berlin. Programs that we are offering. So we got for the masters, we have MA Design, Digital Leadership, Design Management. For IT, you can apply MSc IT, AI Data Science and Analytics, MSc IT Cybersecurity, MSc IT Front End Development Usability. For the MSc IT Cybersecurity, there's only like two universities in Berlin in where offering cybersecurity that is accredited. So MDA and the rest of one of our competitor. So yeah, if you go for this course, not everybody are offering this in Germany, and being expert in cybersecurity is one of the highest paying job as well in Germany. And we also have global business. So momentarily, global business MA in industry management is available this year. MBE or global business in engineering management will be available next year. For the bachelor's program, we have digital film design, game design, media design. For IT, we have AI, data science and analytics, network engineering, cybersecurity, and web application and software development. Then we got fashion management, media management, global business in digital business, and global business in international business. If you want to know the cost of the fee, you can always like connect with Clarity regarding the fee. So usually the one that is for our masters and for our bachelors is the same cost. So it's more likely if you get the scholarship of 20%, it will cost you 10, almost like 10,000 and 40 per year. And these are few of the films in where our interns and graduates have been working. So maybe you're familiar with that. Most of these are from Universal and from Marvel. It is because like MDH is also one of the partners of Marvel and Universal. For the application process, again, it's gonna work like this. You apply via Clarity Education. The process you submit your documents like your passport, CV, motivation letter, academic documents. You submit it to Clarity Education, and they will be processing the application on your behalf. So in the process of application, we have the assessment, the eligibility assessment, then there is an interview assessment. Once you pass the interview assessment, then we're going to provide you your offer letter. Within 14 days, you are allowed to pay 1,000 euros. And after 14 days, you are allowed to pay a deposit of 2,000 euros or more. And then once you pay the payment, once you pay the tuition fee deposit and you sign the study contract, we'll provide you the enrollment pack that you will be using for your visa application and opening your block account. Aside from the academics, we also have other services on campus. So we have career services, we have student support, we have job board and employer services as well. So to know more about this detail, you can also go to our website and learn more about the other services aside from academics of MDH. Let's skip that one. These are the few bits of the achievements of our students. If you've seen, we have students who won Game Prix, ADC since 2022. And these are the list of the global industry network that we have. We have been a partner for most of the media production companies, automobile companies, gaming industry as well. So gaming companies like Gameloft, Capcom. Recently, we got like partnership with Copcat and Huawei. So yeah, the partnership, our global industry network is growing. Since we have like fashion management course, we are also very active in fashion industry. So we got this designer like Hermes, Louis Vuitton,
local designer like Hugo Boss, Adidas. We have professors that has been working creative designer of Adidas. There are two of them, and we have as well from Kadoui and Hermes. We have two professors that works at Kadoui and Hermes. So yeah, you will see like our fashion management is quite famous for German look or for the domestic students. Then the rest, we have Tommy Hilfiger and the rest of those other designers. And we also have like tech giants that have signed up with us and the rest of the German companies that is in this slide. And more of this. So that is the end of my presentation. Back to you, Hong. Thanks for explaining all of these. I will do a short conclusion to all of members in case they missed it. Thank you. သူကတော့ဒီပြောထားတဲ့အကြောင်းကတော့ဒီ MD Hall University ကနေပြီးတော့ offer ပေးတဲ့ဟာတွေပေါ့နော်သူတို့ကတော့ဒီ IT ကနေစပြီးတော့သူတို့က design ဘိုင်းကိုလည်းဦးစားပေးတယ်ပေါ့သူတို့မှာ business တွေဒီ marketing တွေဘက်မှာလည်းအကုန်လုံးရှိတယ်ပေါ့သူတို့ university ကတော့ campus 3ခုရှိတော့သူတို့ကတော့ဟိုတော်တော်ပြည့်စုံတာပေါ့ကိုတက်ချင်တဲ့ဟာတွေအကုန်ဒီပါရှိမှာပေါ့အဲ့ဒီတိုင်းမှာကျွန်တော်မှတ်ထားတော့သူတို့ကတော့ဒီ game design ကိုပထမဆုံးတင်တဲ့ university ပေါ့နော်ဒီ German မှာပြီးတော့သူတို့ကအင်္ဂလိပ်လိုမျိုးတင်တဲ့အတွက်ကြောင့်ဒီအင်္ဂလိပ်ဆိုရင် IELTS ဆိုရင် 5.5 Duolingo ဆိုရင်99ပေါ့အဲ့လောက်ရလို့ရှိရင်သူတို့စီမှာတင်လို့ရတယ် public university ကြတော့အဲ့ဒီ German language requirement ရှိတဲ့အတွက်သူတို့ကဝင်ဖို့ကြာတယ်ကိုဒီမှာပြင်ဆင်ရတာတွေကိုတစ်နှစ်ခွဲနှစ်နှစ်လောက်ကြာတတ်တယ် German သင်တန်းတွေလိုက်တက်နေရတယ်လို့ပေါ့ဒီမြန်မာမှာဆိုလဲဒီဂျပန်သွားမယ်ဆိုဂျပန်စာသင်တန်းတက်ရတယ်လို့ပေါ့ကောင်းတာကျွန်တော်တို့နဲ့ partnership ရှိတဲ့အတွက်သူတို့ကကျွန်တော်တို့နေရာနေပြီးတော့ရှောက်မယ်ဆိုရင် scholarship ဒီ tuition fee 12000ကျော်မှာ scholarship နဲ့ဆိုရင် 20% နေပြီးတော့ 33% ထိရရှိနိုင်တယ်ဒီ scholarship fee ကဘာပေါ်ပေးလဲဆိုတော့သူတို့က interview ခေါ်လိမ့်မယ် interview ခေါ်ပြီးတော့သူတို့ interview ကို pass ဖြစ်ပြီးတော့သူတို့ရဲ့ impression ကောင်းတယ်ဆိုရင်အများဆုံး 33% ထိကို scholarship ပြန်ပေးနိုင်တယ်เนาะပြီးတော့ visa approval ကလည်းဒီ German ရှောက်တဲ့အထဲမှာတော့အခုလောဆယ်မှာတော့ကျွန်တော်တို့ကျောင်းသားတွေ 100% visa approval ရတဲ့အတွက်ဒီ visa ကိစ္စလည်းစိတ်ပူစရာမလိုဘူးပေါ့နော်သူတို့ရဲ့ process ကတော့အရင်ဆုံးသူတို့စီကိုကျောင်းလျှောက်ခြင်းကျွန်တော်တို့နဲ့လာဆက်တွေ့လို့ရတယ်ကျွန်တော်တို့နေရာပြီးတော့ list of ဒီ major list တွေပေးမယ်ပြီးရင်သူတို့က interview ခေါ်မယ်အဲ့ဒီမှာ scholarship အကြောင်းတွေပြောမှာပေါ့နော် interview ကိုအောင်သွားလို့ရှိရင် scholarship offer ပြီးသွားလို့ရှိရင်သူတို့ကဒီ offer letter ပို့ပေးမယ်အဲ့ဒါကိုကိုကကြိုက်လို့ရှိရင် offer ကိုယူပြီးတော့ကိုက deposit သွင်းပေါ့အဲ့ဒီ deposit ကိစ္စပြီးသွားတာနဲ့ deposit သွင်းပြီးရင်သူတို့ကဒီ enrollment letter ဆိုပြီးတော့ university ကပြန်ထုတ်ပေးတယ်အဲ့ဒီထုတ်ပေးတဲ့ဟာကို visa ဆက်လျှောက်လို့ရပြီပေါ့နော်ခုနအတိုင်းပဲတွေးတဲ့အတိုင်းပဲသူတို့ကဒီ movie industry မှာဆိုလဲဒီ Marvel တို့နဲ့အဓိကအလုပ်လုပ်တယ်ပြီးလို့ရှိရင်တခြားဒီ industry လည်းအများကြီးပဲကျွန်တော်တို့မမှတ်မိတော့ရာဂဏန်းလောက်ရှိတယ်အဲ့တော့ကြတော့ကျွန်တော်ပြောတဲ့အတိုင်းပဲ public university နဲ့ဘာကွာလဲဆိုတော့သူတို့က private university ရဲ့ဒီ international student တွေကို target ထားတဲ့အတွက်သူတို့ကလည်း networking ကိုအများကြီးချဲ့ထားတယ်အဲ့တော့ networking အများကြီးချဲ့တာတော့ကိုကဒီကျောင်းပြီးသားလို့ရှိရင်အလုပ်ကိုင်ခွင့်လန်းတွေဒီ Germany တနိုင်ငံတည်းတွေမဟုတ်ဘဲနဲ့ဒီ globally ပေါ့သူတို့ industry တွေကိုကိုယ့်ရဲ့ဒီ German ကဒီ MBH ကဘွဲရတာရယ်ဆိုပြီးတော့အဲ့ဒီကနေပြီးတော့ရှောက်လို့ရတာပေါ့နော်အဲ့လိုမျိုး networking နဲ့ပို့ကျတာပေါ့အဲ့လို opportunity ပိုများတာပေါ့ဒီကတော့ဒီလောက်ပါပဲသူရဲ့ slide ကိုလည်းလိုချင်ကျွန်တော်သူ့ကို request လုပ်ပြီးတော့လေကျွန်တော်တို့ page မှာလာပြောလို့ရတယ်သူတို့ slide ကိုကျွန်တော်တောင်းပေးလို့ရတယ်ပေါ့နော်ဟုတ်ပြီအခုအဲ့ဒါဆိုရင်ကျွန်တော်ဆက်ပြောမယ့်ဟာလေးနည်းနည်းကြံနေရဲ့အလုပ်ကိုင်ခွင့်လန်းတဲ့ဟာလေးပေါ့ကျွန်တော် share ပေးလိုက်မယ်ဟုတ်ပြီ work visa ပေါ့ဒီဘွဲရပြီလို့ရှိရင်ဂျာမနီမှာဘယ်လိုမျိုး opportunity ရှိလဲဆိုတော့ဒီ18လ postgrad visa ကိုရှောက်ထားလို့ရတယ်ဘွဲရပြီလို့ရှိရင်အဲ့ဒါကိုလည်း तू ကခုနထည့်ပြောသွားတယ်တချို့ private university ဆိုရင် reject ခံရတာတွေရှိတယ်ပေါ့သူတို့ကတော့ဒီဟာကို 100% အာမခံတယ်သူတို့စီကနေဘွဲရပြီး18လဒီ visa ရဖို့အတွက်ကို 100% အာမခံတယ်လို့ပြောထားတယ်နောက်တစ်ခုကဒီ graduate တွေအတွက်ပေါ့ postgrad ပေါ့ဒီဘယ်လို opportunity လေးရှိလဲပေါ့အဲ့ဒါတော့ဒီ business and management များတယ် IT နဲ့ data science engineering ဒီ logistic marketing ဒါကတော့ German မှာဒီ skill worker တွေလိုအပ်နေတဲ့
sector တွေပေါ့အဲ့ဒီနေရာတွေမှာအလုပ်တွေဝင်လျှောက်လို့ရတယ်ကျွန်တော်ပြောတဲ့အတိုင်းပဲမြို့ကြီးတွေမှာနေလို့ရှိရင်ဒီဟာတွေကလိုမျိုးပတ်စံတော့ဒီ living expense နေနဲ့တော့ပတ်စံပိုကုန်တယ်300လောက်ပို့ပေးရတယ်ဒါပေမဲ့ဒီဟာတွေကသူတို့ networking ရဖို့အတွက် chance ပိုများတာပေါ့နော်အဲ့ဆိုရင်မြို့တွေအကြောင်းဆိုရင်တော့ဒီ Frankfurt မြို့မှာဆိုရင်တော့ဒီ finance and banking ကိုအဓိကလုပ်တယ် Berlin ဆိုရင် tech and startup Munich ဆိုရင်ဒီ engineering automotive ပေါ့နော်ဒီ Frankfurt ဆိုရင်တို့ကဒီ European ရဲ့ Central Bank Germany ရဲ့ဒီ financial capital လို့ပြောလို့ရတယ်အဲ့မှာတို့ရဲ့ salary တွေက6000ကနေ9000လောက်ရတယ်ဘာလင်းဆိုရင်ကြတော့ဒီ Europe ရဲ့အကြီးဆုံး law startups တွေရှိတယ်ပြီးတော့ဘာလင်းကနောက်တစ်ခုက tourist မြို့လည်းဖြစ်တယ်ပြီးတော့ tourist တွေလည်းအများများတယ်သူတို့က English speaking job တွေလည်းအများများတယ် average salary ကတော့ဒီ9000ကနေ8000ထိရှိတယ် Munich ကတော့ဒီမှာ engineering မြို့တော်လို့ပြောလို့ရတယ်သူတို့မှာဒီ BMW Siemens လို့ဒီ engineering company တွေရှိပြီးတော့ဒီ engineer hub လည်းကြီးတာပေါ့နော်သူတို့မှာတော့ average salary ကဒီ9000ခွဲကနေ8000ခွဲလောက်ထိရနိုင်တယ်ဒါပေမဲ့ဒီ salary တွေက average ဖြစ်တာပေါ့နော်ဒီထက်များကိုယ့်ရဲ့တွေ့ကြုံပုံမူတည်ပြီးတော့ဒီထက်များရင်လည်းများနိုင်တာပေါ့နော် work permit ကဘယ်လိုမျိုးရှိလဲဆိုတော့ full time job ပေါ့ဒီ job seeking visa ခုနကကျွန်တော်ပြောတဲ့18လ visa ရပြီးသွားလို့ရှိရင်ဒီမှာအလုပ်ရှာနေနေကိုက permanent job ရတယ် engineering job လိုမျိုးဒါမှမဟုတ်ဒီ career job ရတယ်ဆိုရင် work permit ရှောက်လို့ရတယ် work permit ရှောက်ပြီးလို့ရှိရင်သူကအဲ့ဒီမှာ permanent ပေါ့ဒီအမြဲတမ်းနေထိုင်ခွင့်အတွက်စပြီးတော့ဟောပေါ့ကောက်ပြီပေါ့အဲ့ဒါဆိုရင်သူကအလုပ်ရပြီးတော့2နှစ်ပြည့်တာနဲ့သူတို့ကဒီ PR pathway ကိုသွားလို့ရတယ်ပေါ့နော်ဒီလိုမျိုး PR ရှောက်ဖို့ဆိုရင်အရေးကြီးဆုံးလိုအပ်ချက်ပေါ့တခြားတတိမမွားတွေတော့အများကြီးရှိပါသေးတယ်စာရွက်စာတမ်းနဲ့ပတ်သက်တဲ့ဟာတွေပေါ့အရေးကြီးဆုံးကတော့ဒီ German ကနေပြီးတော့ဘွဲရရမယ်ပြီးလို့ရှိရင် German language requirement က B1 လို့တယ်အဲ့တော့ဒါပေမဲ့ဒီလိုမျိုး university တွေကတွားလို့ရှိရင်သူတို့ free German class တွေတော့ offer လုပ်ပေးတယ်ကိုကအဲ့မှာ German စာကိုလည်းတစ်ဖက်ကနေလေ့လာပေါ့အဲ့ဒါဆိုရင်တော့ဒီဘွဲရပြီးတဲ့အချိန်မှာတော့ဒီ B1 လောက်ကတော့ AC ကိုကရပြီးသားဖြစ်တာပေါ့နော်ဒီ work experience အနေနဲ့ဒီ German မှာ work visa နဲ့20လအနည်းဆုံးလုပ်အောင်မယ်အဲ့ဒါဆိုရင် PR ရှောက်ဖို့ပတ်ဝေးပေါ်ရောက်နေပြီလို့ပြောလို့ရတာပေါ့နော်ဒီနေ့ကတော့ webinar လေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်တို့ကအနေနဲ့ကြတော့ဒီ Germany တင်မဟုတ်ဘဲနဲ့ကျွန်တော်တို့တခြားချိတ်ဆက်ထားတဲ့ဒီ Canada Spain ဒီ France Italy Switzerland Netherlands ပြီးတော့ Ireland နဲ့ဒီ Malaysia ပေါ့ Asia မှာဆိုရင် Malaysia University ဆိုလဲကျွန်တော်တို့ World Ranking မှာပါတဲ့ uni တွေပေါ့နော်အဲ့ဒီဟာတွေချိတ်ထားတာရှိတယ်အဲ့အတွက်လည်းလိုအပ်တယ်ဆိုရင်တော့ကျွန်တော်တို့ team ကိုဆက်သွယ်လို့ရတယ်เนาะဖုန်းကိုလည်းတိုက်ရိုက်ဆက်လို့ရတယ်လို့ဒီ email လည်းပို့လို့ရတယ်ပေါ့เนาะဒီနေ့ webinar လေးကတော့ဒီလောက်ပါပဲပေါ့เนาะဒီအခုဆိုရင်တော့မေးချင်တာရှိရင်တော့မေးလို့ရပါပြီကျေးဇူးပါ Hello ကြားရလားမသိဘူးရှင်ဟုတ် Hello ကြားရတယ်ညီမဟုတ်ကဲ့တကယ်လို့လေဂျာမန်ကိုဂျာမနီကိုရှောက်မယ်ဆိုရင်ပေါ့နော် agent ကဒီဘာတွေရောပေးရမလားမသိဘူး agent ကတော့ကျွန်တော်တို့မှာတော့ agent ကvisa ကတော့sorry agent ကတော့ free ပါပဲဒီ visa လျှောက်တာကနေစပြီးတော့ဒီအကုန်လုံးကူညီပေးတယ်ပေါ့နော် submission ကနေစပြီးတော့ဒီ visa ရောက်ဟိုဘက်ရောက်တဲ့အထိကို agent ကလည်းတရားမှမယူဒီကြားထဲမှာဟိုကျရှင်ကတွင်းဖို့ခက်ခဲဖြစ်တာတော့ဘာလို့ဆိုလဲဒီအပြင်ပေါက်ဈေးတိုင်းကိုကျွန်တော်နဲ့တွင်းလို့ရတယ်အဲ့ဒါတွေအစဆုံးကုန်ကူညီပေးတာပေါ့နော်ဒါမဲ့တစ်ခုကတော့ကျွန်တော်နဲ့ဒီလိုမျိုး partner ဖြစ်တဲ့ university တွေပေါ့နော်တခြား uni တွေရှောက်ချင်လို့ရှိရင်လည်းရှောက်ပေးတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့က agent fee ကဒီ uni ပေါ်မူတည်ပြီးတော့ agent fee ယူပြီးရှောက်ပေးတာတွေလည်းရှိတယ်ဒါမဲ့ကျွန်တော်တို့နဲ့ partner လုပ်ထားတဲ့အကြောင်းကအခုနိုင်ငံ17နိုင်ငံမှာတော့အကြောင်းတွေအများကြီးရှိတဲ့အတွက်ဒီကျွန်တော်တို့ option တွေအများကြီးချပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဟိုလေညီမမှာက IS လည်းဖြေထားတာမရှိဘူး German language လည်းမရဘူးဆိုရင်အနည်းဆုံးအချိန်ဘယ်လောက်တော့ပေးရမလဲမသိဘူး German ကတော့ IS ကတော့လိုမယ်ဒါပေမဲ့ IS ကလည်း 5.5 လောက်ပဲဥပမာ UK ဆိုရင်တို့က6လောက်တောင်းတယ် 5.5 ဆိုတာကဒီအင်္ဂလိပ်ဒီ7တန်းအောင်ပြီးသွားလို့ရှိရင်တော့ကိုယ့်ရဲ့ကိုကစာအင်္ဂလိပ်စာတခြားလုပ်ခဲ့ရင်တော့အဲ့ဒီ level က 5.5 လောက်ကိုရှိနေကိုနည်းနည်းပါပြင်ဆင်လိုက်လို့ရှိရင်တော့ဒီအင်္ဂလိပ်စာချက်ချင်းရတယ်ပြီးလို့ရှိရင်နောက်တစ်ခုက Duolingo ကိုလည်းဖြေလို့ရတယ် Duolingo ကတော့
မြန်မာလူများစုပြောတော့ပို့လွယ်ပြောတာပေါ့နော်ဖြေရတာလေ IELTS တက်စားလို့ရှိရင်ဒါပေမဲ့အဲ့ဒီဟာကလည်းအလောက်တစ်လနှစ်လနဲ့တင်အဆင်ပြေတယ် UK နဲ့ပေါ့ကျွန်တော်ကိုကဟိုဟာ UK ကိုအရင်တော့အဓိကလုပ်တာဆို UK ဆိုရင်တော့အင်္ဂလိပ်စာတော်တော်ပြင်ရတယ်သူတို့ requirement နည်းနည်းပိုမြင့်တဲ့အတွက် German ဆိုရင်တော့ပိုလွယ်တာပေါ့နော် ဟုတ်ကဲ့ကျေးဇူးပါ တခြားဟိုမေးစရာရှိရင်လည်းမေးလို့ရတယ်เนาะပြီးတော့နောက်ပြီးမှခေါင်းထဲမှာမေးခွန်းပေါ်လာလို့ရှိရင်လည်းအဲ့လိုမျိုးမေးလို့ဟိုပါပေါ့အဲ့ဒီတော့မှလည်းဟိုမေးလို့ရပါတယ်ကျွန်တော်တို့စီကိုတိုက်ရိုက်ဆက်သွယ်ပြီးတော့မေးလို့ရတယ်เนาะ ရတယ်ဟိုမေးစရာလေးမရှိတော့ဆိုရင်တော့ကင်မရာလေးတစ်ချက်ဖွင့်ပေးလို့ရလားမသိကျွန်တော်တို့ဟိုလေး screenshot လေးရိုက်ချင်လို့ပါအဲ့လိုမျိုးဒီ webinar လေးအတွက်ပေါ့ပြီးတော့ကျေးဇူးတင်စာလေးပို့ချင်လို့အဆင်ပြေလို့ရှိရင်တော့ကင်မရာလေးဖွင့်ပေးလို့ရလားမသိဘူး Hi Miss, can you say cheese? We're gonna take a screenshot of the webinar, yeah. Thank you. I think we will finish our webinar now. Thanks for attending. Also, is it possible? Can you share the slide with us? Maybe if there's some inquiry for the student, we can share the slide to them. Is that okay for you? Yes, of course. I think I already like sent to you via WhatsApp. Oh yeah, WhatsApp. So let me request that like if any of the student ask for this, let me share the slide with them about Sure. your university. Yeah, Thank you. and I'm also gonna share some brochures and flyers to you so that you can able like to share it as well with the student, like the individual brochures. Thank you. So Thank you we'll very do it. We'll do with that then. So thank you for now. Yeah, we can end the webinar. Thanks for attending again. Yeah. So hope to see you again soon. Thank you. အခုဆိုရင် webinar လေးအန်းလိုက်တော့မယ်เนาะကျွန်တော်တို့မေးစရာရှိရင်လည်းသူတို့စီကိုတိုက်ရိုက်မေးလို့ရပါတယ်ဟုတ်ကဲ့